Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တော့အလူစင်ပိုင်းပဲဖြစ်ပါတယ်ခင်ဗျာကဲဒီနေ့မှာတော့ promo time ကလည်းစပြီးတော့သုံးလို့ရပြီပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုကတော့ Dela Legend skin လည်းမဖောက်ဘူး Double 11 skin လည်းမယူဘူး Lucky Box skin လည်းမယူဘူးဆိုတဲ့သူတွေအတွက်ပဲဖြစ်ပါတယ်ခင်ဗျာကဲ promo time နဲ့အဝယ်တင်ဆုံး skin 9 ကောင်ကိုပြောပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျာစိတ်ဝင်စားတဲ့ဆိုရင်ဗီဒီယိုလေးကိုစုံဒီကြည့်ရှုပေးကြပါဦးโอเคဒီမှာ epic skin တွေအများကြီးရှိရပေါ့နော်ဒါပေမဲ့ကျွန်တော် epic skin တွေပြောပြပေးမှာတော့မဟုတ်ပါဘူးကျွန်တော်ဒီရှားပါတဲ့ limited skin တွေပေါ့နော်အဲ့ဒါတွေညွှန်းပေးမှာဖြစ်ပါတယ်ကဲစားရအောင် top 5 ကတော့ Roger ရဲ့ O epic skin ပဲဖြစ်ပါတယ်ခင်ဗျာI see lots of prey. top 4 ကတော့ Gary ရဲ့ O epic skin ပဲဖြစ်ပါတယ်ခင်ဗျာI've been waiting for too long. ကဲ top 3 ကတော့လူတိုင်းကြိုက်ကြတဲ့ဘိန်းရဲ့ O epic skin ပဲဖြစ်ပါတယ်ခင်ဗျာWelcome, my guest. top 2 ရဲ့ရွေးချယ်တင်ဆုံး skin ကတော့ CC ရဲ့ခုလက်ရှိထွက်ထားတဲ့ epic set skin လေးကိုနစ်ပြည့် skin လေးပဲဖြစ်ပါတယ်ခင်ဗျာကဲ top 1ရွေးချယ်တင်ဆုံး skin ဂျူရှင်းပဲဖြစ်ပါတယ်ခင်ဗျာခုမှလက်လက်ဆက်ဆက်ထွက်ထားတဲ့ skin အစ်စ်လေးပဲဖြစ်ပါတယ်ခင်ဗျာဘိုးနစ်ပြည့် skin လေးပေါ့ကဲကျွန်တော်ရဲ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ဗီဒီယိုကိုကြိုက်နေတဲ့တယ်ဆိုရင် like လေး share လေးနဲ့ကူညီပေးသွားကြပါဦးကဲအားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြရအောင်အားလုံးပဲ bye bye